ပဲမင်္ဂလာပါ Freezer Sharing ကနေကြိုဆိုပါရစေဒီနေ့ Freezer က Russell University မှာ interview short video လေးလာရိုက်တာပါဒီ interview video ထဲမှာတော့ International Business Major မှာတက်နေတဲ့ညီမလေးကိုသူတောင်းတက်နေတဲ့အတော့အတွင်းမှာဘယ်လိုတွေကြုံတွေ့ရတဲ့ဘာတွေခက်ခဲရှိလဲဆိုတာလေးကိုနည်းနည်းလေးဆက်စုထားတဲ့ video လေးပါအဲ့တော့ Freezer နဲ့တူတူဒီ video ကို like ကြည့်လိုက်ပါဦးအဲ့ဒါဆိုညီမလေးနာမည်လေးမိတ်ဆက်ပေးပါအောင် ညီမနာမည်ကကြာညိုသွဲပါညီမအခု International Business Russell University မှာတက်နေပါတော့ဟုတ်ကဲ့ပါဒါဆိုရင် International Business အကြောင်းသူတယောက်အနေနဲ့ဘယ်လိုအခက်အခဲရှိလဲပေါ့နော်ဒီမှာတက်ရတာအခုလောဆယ်ကတော့အဲ့လိုမျိုးတော့မရှိသေးဘူးเนาะအခု first semester ဆိုတော့အချိန်ကြီး flexible လည်းဖြစ်တယ်ဟိုစာတွေလည်းအဲ့လောက်ထိမခက်သေးတော့စာလိုက်နိုင်သေးရဲ့ဟုတ်ကဲ့ပါနောက်ပြီးတော့ညီမလေးကို music club မှာလည်းအမတွေ့ရတယ်ပေါ့ music club တွေပါလည်း join ထားတာလားဟုတ်ကဲ့ဟုတ်ကျောင်းမှာတော့ဒီ club တွေအများကြီးရှိတယ်ပေါ့နော်အဲ့ထဲမှာညီမတချင်းဆိုတာကြိုက်တော့ဒီ music club ကို join လိုက်တယ်ပေါ့နော်ဟိုဒီ February လတုန်းကတော့ညီမ Valentine's Day ဆိုတော့အဲ့မှာ first event ပေါ့အဲ့ဒါလေးလိုက်ဆိုဖြစ်တယ်ဟုတ်ဆို music club နဲ့ဒီ experience ကရောဘယ်လိုနေလဲပြောဖို့ကောင်းတယ်လူတွေကလည်းအရန် friendly ဖြစ်တယ်ပေါ့ညီမအခုမှဒီ audition မှာအသက်ရောက်လာဆိုတော့လေဒါပေမဲ့အဲ့လိုမျိုးပေါ့ကျန်တဲ့ old member တွေအကုန်လုံးကပေါ့အချင်းချင်းတင်မဟို support လည်းလုပ်ပြီးညီမဆိုတချင်းဆိုတာမှကြောက်တော့လေမရှက်နဲ့ပါအဲ့လိုမျိုးတွေလည်းလုပ်ပြီးရပါတော့အတန်အရန်ကောင်းနေကြတော့အမသိလိုက်တယ်ဟုတ်ကဲ့ပါဆိုအမတို့ Freezer Sharing Page ကိုသိလားသိရပေါ့ညီမအခုကျောင်းနေရှာတော့မှာပေါ့ Facebook မှာလို့ရှာလိုက်ရင်အမတို့ Freezer Sharing Page ကအများကြီးတင်ထားတယ်ကျောင်းမျိုးဆိုရင်အကျောင်းတွေပေါ့တကျောင်းနဲ့မဟုတ်ဘူးအများကြီးဆိုညီမအိတ်ထဲမှာမှဒီလိုရှိဖြစ်သွားတယ်ပေါ့အမတို့လည်းဟုတ်ကဲ့ပါအဲဆိုရင်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့